Mass Viber Internet Company မှာလက်ဆိုင်ကြေးပြီးငွေတောင်းခံတော်များအား customer များ၏ဖုန်း SMS မှာတက်စဉ် Mass P အမည်ဖြင့်လာတလားဤလာစမ်းပိုင်းတွင်ပေးပို့ပေးတော့မှာဖြစ်ပါတယ်ရှင်။ငွေပေးဆောင်ရန်လင်းအားနှိပ်ပြီး Open URL သို့ဆက်နှိပ်ပါ customer များ၏ ID ငွေပမာဏနှင့်ပေးဆောင်ရန်ထိပ်အားကြည့်ရှုစစ်ဆေးပေးပါရှင်။လက်ဆိုင်ကြေးပြီးသို့မဟုတ်ငွေပေးဆောင်ရန်အချက်အလက်များအားတွေ့မြင်နိုင်ပြီး invoice ကို PDF ဖိုင်ဖြင့်လိုချင်ပါက view invoice ကိုနှိပ်ပြီးအပေါ်သို့ဆွဲ၍ download invoice ကိုနှိပ်ပါဝေပေးဆောင်ရန်အစနစ်ဖြစ်ပါက make payment အားနှိပ်ပါဝေပေးပေးဆောင်လိုပါကဝေပေးကိုနှိပ်ပြီးဖုန်းနံပါတ်နဲ့ OTP ကုတ်အားရိုက်ထည့်၍ပေးဆောင်နိုင်ပါတယ်ရှင် CP ပေးဆောင်လိုပါက CP ကိုနှိပ်၍ပေးဆောင်နိုင်ပါတယ်ရှင် KP ပေးဆောင်လိုပါက KP ကိုနှိပ်၍ပေးဆောင်နိုင်ပါတယ်ရှင်ပေးချင်မှုအောင်မေးစားစစ်ဆေးလိုပါက SMS ကိုထပ်သွားပြီး link ကိုနှိပ်၍ invoice မှာ PAID လို့ပေါ်ပါကငွေပေးချင်မှုအောင်မြင်ပါရဲ့ရှင်